မယ်တို့နိုင်ပွဲပြောင်းမယ် foreign နဲ့တေးကြသွားမယ်လို့ဟောင်းကိန်းထုတ်လိုက်တဲ့ပေါ်မှာအစင်ပရိသတ်များမင်္ဂလာများကဏ္ဍဆောင်ကတင်းဒီသတင်းတွေကိုပုံမှန်တင်ဆက်ပေးနေတဲ့ Game Time Glory ကနေပြန်လည်ကြိုလိုက်ပါရင်ပေါ်မှာအစင်ကဒီတစ်ပတ် foreign နဲ့ Man U ရဲ့ပွဲစဉ်မှာ Man U ရဲ့နိုင်ပွဲစမ်းမှုစံချိန်ရပ်တန့်သွားနိုင်တယ်လို့ခန့်မှန်းထားပါရင်သူရဲ့သုံးသပ်ချက်မှာ Man U ဟာဒီပွဲမှာနိုင်ရဖို့အလားအလာရှိပေမဲ့ foreign ရဲ့နီးပြအသည့်ရှောင်းတိုင်းရဲ့ကစားပုံက Man U အတွက်စိန်ခေါ်မှုတစ်ခုဖြစ်နိုင်တယ်လို့ပြောထားပါရင်မာစင်ကဒီပွဲမှာတင်းတင်းသာအနိုင်ရရှိခဲ့မယ်ဆိုရင် Manchester United ပဲဖြစ်ပါဒါပေမဲ့ရှောင်းတိုင်းဘယ်လိုကစားမလဲဆိုတာကျွန်တော်သိနေတော့ဒီပွဲကမလွယ်ကူနိုင်ပါဘူးလို့ပြောခဲ့တာပါဒါအပြင်သူကမန်ရဲ့ရာသီအကောင်ချန်ပီယံလိဝင်ခွင့်ရဖို့ဒီပွဲရလက်ကအရေးကြီးနိုင်တယ်လို့ထောက်ပြထားပြီး Forex ကိုနိုင်နိုင် Top 5ဝင်ခွင့်ရဖို့အလားအလာများတယ်လို့ဆိုပါတယ်။ဒါပေမဲ့အနိုင်ရဖို့ခက်ခဲမှုတွေရှိနိုင်တယ်လို့လည်းသတိပေးထားပါတယ်။မာဆီယန်ခံမှန်းချက်ကိုလက်ခံပေးလို့ရမလားဆိုတာသူရဲ့အရင်တုန်းကခံမှန်းချက်ရလက်များနဲ့လက်ရှိအသင်းအခြေအနေတွေကအခြေခံပြီးတော့သုံးသပ်ကြည့်ရပါမယ်။မာဆီယန်ကဘောလုံးလောကမှာအတွေ့အကြုံရှိပြီးပွဲစဉ်တွေကိုသုံးသပ်တတ်သူတူဖြစ်ပါတယ်။ဒါပေမဲ့သူရဲ့ခံမှန်းချက်တွေကတစ်ချိန်တည်းမှာအတိအကျမဟုတ်နိုင်ပြီးအချို့ပွဲစဉ်တွေမှာမှန်ခဲ့ဘူးတာတွေရှိပါတယ်။ဒီအတွက်သူရဲ့ခံမှန်းချက်ကိုလက်ခံမှုအချက်အချို့ကိုသုံးသပ်ကြည့်ရပါမယ်။မိုင်းကလက်ရှိရာသီမှာ10ပွဲကစားထားပြီးချိန်မှာ9ပွဲကစားပြီးချိန်မှာ16မှတ်ထိရရှိထားပြီးမပေးစရာရဲ့ဆင်း6နေရာမှာရပ်တည်နေပါတယ်။ဒီဘက်မှာ Forex ကဒီရာသီမှာရလက်ပိုင်းတောင်းလျှောက်ဆွေးရနေပြီးတန်းဆင်းစုံနဲ့တောင်ရောက်ရှိလိုနေပါတယ်။မိုင်းအသင်းကနောက်ဆုံး3ပွဲဆက်တိုက်အနိုင်ရရှိထားတဲ့ဆိုပေမဲ့ကွင်းလယ်ပိုင်းမှာလိုအပ်ချက်တွေရှိနေပါသေးတယ်။ကွင်းလယ်တစ်ခုလုံးရဲ့ balance ကထင်သလောက်မကောင်းသေးတာကိုတွေ့ရပါတယ်။ကက်စမဲလူတယောက်သာမိုင်းကွင်းလယ်မှာခန်းစစ်တိုင်းစင်မြမြတရကစားနိုင်ပြီးသူ့နေရာအတွက်အစားထိုးစားမကောင်းကောင်းမရှိသေးတာကလည်းမိုင်းအတွက်အခက်တွေ့နေရပါတယ်။တိုက်စစ်ပိုင်းမှာတော့တွင်းကိုတွေအများကြီးမြင်တွေ့လာတာကျင်းနေစရာပါအထူးအားဖြင့်အမ်ဘူမိုရဲ့တူအာယုံအားဆုံးသက်ပိုင်းတွေကမန်ယူအသင်းကိုထမ်းတင်ပေးနေတာဖြစ်ပါတယ်ရှောင်းနိုက်က Forex ရဲ့မန်နေဂျာအသစ်ဖြစ်လာပါတယ်ရှောင်းနိုက်ဆိုတာကခန်းစစ်ပိုင်းကိုပဲအားပြုပြီးကစားတတ်တဲ့မန်နေဂျာတယောက်ပါအေဗာတန်နဲ့ဘန်လီတို့မှာတူတီဆောက်ခဲ့တဲ့စနစ်ကိုကြည့်ရမယ်ဆိုရင်442နဲ့ mid block low block ကိုတည်ပြီးပြိုင်ဘက်ကိုဘာလို့ရမှန်မှန်မသိအောင်စိတ်ပြတ်သွားစေနိုင်တဲ့ကစားပုံမျိုးဖြစ်ပါတယ်ရှောင်းနိုက်က Forex ကိုနီးပြတာအခုမှအစာပိုင်းပဲရှိနေသေးတာကြောင့်ကစားမတွေအနေနဲ့သူ့ရဲ့နေစနစ်ပိုင်းမှာအံဝင်နိုင်မှာအုံးမလားဆိုတဲ့တစ်ချက်ကတော့တွေးစရာရှိနေပါတယ်တကယ်တော့ပုံမှန်တိုင်းမှာဆိုရင် Forex ကလည်း Brighton လိုမျိုး Man U ကိုအခုနောက်ပိုင်းနှစ်တွေမှာဒုက္ခပေးနေကြအသင်းပဲဖြစ်ပါတယ်။ဒါပေမဲ့ဒီဟာဒီမှာဆိုရင် Brighton က Forex ထက်တောင်မှစွမ်းဆောင်ရည်ပိုကောင်းပြီး Man U ကဒီလိုအသင်းမျိုးကိုတော့မှ4-2နဲ့နိုင်ပြခဲ့တာပါ။ဒါကြောင့် Forex နဲ့ပွဲမှာလည်း Man U တို့တခုခုလုံးပြနိုင်အောင်မလားဆိုတာမျှော်လင့်ကျင်စရာတော့ကောင်းနေပါတယ်။အမိုရင်ကတော့အခုနောက်ပိုင်းမှာအတော်လေးကိုပါရင်နေရှိလာပါတယ်။လူစားလဲမှုတွေကလည်းအတော်လေးကိုအဝင်ကွင်းကျဖြစ်လာပါတယ်။ဒါပေမဲ့သူ့ရဲ့လူစားလဲမှုတွေကပုံသင်နီးစံနေကြီးတာကတော့မပြတ်နိုင်သေးပါဘူး။အမရင်ကလည်းကိုရင်ဆိုင်မဲ့အသင်းရဲ့အခြေအနေပေါ်မူတည်ပြီးကစားပုံကိုပြောင်းလဲလာတတ်ပါတယ်။တကယ်လို့ကောင်တာကစားဖို့လိုမယ်ဆိုရင်လည်းကောင်တာကစားတတ်တယ်။ဒါကြောင့်ကစားပုံတူတဲ့နှစ်သင်းအားပြိုင်တဲ့ပုံစံမျိုးဖြစ်လာနိုင်ပါတယ်။ပွဲစားပိုင်းမှာမန်ယူကဘောလုံးပိုင်ဆိုင်မှုနဲ့နိုင်တယ်။ Forex ကမေးဘလော့နဲ့စောက်ကစားတာမျိုးလည်းဖြစ်နိုင်တယ်။အဲဒီနောက်နှစ်သင်းစလုံးတမင်တိုင်းစစ်တွေကနေကိုရဖို့ကြိုးစားနိုင်တယ်။ဒါကသူတို့ကစားနိုင်တဲ့ပုံစံဖြစ်ပြီးပိုပြီးတေချာတဲ့အသင်းကဂိုးတွေရသွားနိုင်ပါတယ်။လက်ရှိအနေထားရတော့မာစင်သုံးသက်ထားသလိုမန်ယူတို့နိုင်ပွဲပြန်ပြောင်းသွားတာကလည်းဖြစ်ကောင်းဖြစ်နိုင်ပေမဲ့ရှောင်းတိုင်းနဲ့ Forex တို့အသားမကျသေးတာကြောင့်မန်ယူကဒီအချက်ကိုခွင့်ကောင်းယူပြီးတော့နိုင်ပွဲရှာဖွေသွားအောင်မယ်လို့လည်းမြင်မိပါတယ်။မာစင်ကတော့ဒီပွဲကတပတ်တကုန်းစီတည်ရင်နဲ့ပွဲပြီးဆုံးသွားမယ်လို့ခန့်မှန်းထားပါတယ်။ဒီကိုတော့ကရောဘယ်လိုမြင်ကြလဲ။အစောနေ့ကြည့်ရှုပေးခဲ့ကြတဲ့အတွက်အားလုံးကိုကျေးဇူးတူပဲတင်ရှိပါရခင်ဗျာ။